10 စုနှစ်နဲ့ချီပြီးတရုတ်နဲ့ထိုင်ဝမ်ကြားကတင်းမာမှုတွေဟာကမ္ဘာအန်ဒီရဲ့အရှိဆုံးပဋိပက္ခဖြစ်ပွားနိုင်ခြေရှိတဲ့နေရာတွေထဲကတစ်ခုဖြစ်တယ်လို့သတ်မှတ်လေးရှိကြပါတယ်။နိုင်ငံစလုံးဟာကမ္ဘာစီးပွားရေးမှာအရေးပါတဲ့အခန်းကဏ္ဍကပါဝင်နေတာရဲ့ဂျပန်တောင်ကိုရီးယားနဲ့စင်ကာပူတို့လိုစီးပွားရေးအရေးကြီးတဲ့နိုင်ငံတွေနဲ့နှိကပ်နေတာရဲ့ကြောင့်ထိုင်ဝမ်ရေးနဲ့ပတ်သက်ပြီးပဋိပက္ခဖြစ်လာရင်တကမ္ဘာလုံးကိုအကြီးအကျယ်ရိုက်ခတ်မှာပါ။အဓိကပြောချင်တာကတော့ဒါဟာကမ္ဘာစစ်အထိအလွယ်တကူကူးစက်သွားနေတာပါပဲ။ဒါမဲ့အန်ဒီတွေကအဲ့ဒီမှာတင်ရပ်မတော့ပါဘူး။ Gabriel Garcia Marquez ရဲ့နာမည်ကျော်100 Years of Solitude စာအုပ်ထဲကစကားစုကိုကိုးကားရရင်စစ်ပွဲတစ်ခုကိုစဖို့ကလွယ်ပေမဲ့အဆုံးသတ်ဖို့ကြတော့ပိုခက်ခဲပါတယ်။ဒါကြောင့်လဲထိုင်ဝမ်ရေးနဲ့ပတ်သက်တဲ့အမေရိကန်ရဲ့မဟာဗျူဟာဟာတရုတ်အနေနဲ့ထိုင်ဝမ်ကျွန်းကိုအင်အားသုံးပြီးသိမ်းပိုက်ဖို့စိတ်ကူးတော့မရင်နိုင်အောင်တားဆီးဖို့ကိုပဲအဓိကထားခဲ့တာပါ။ဒါမဲ့အမေရိကန်နဲ့ထိုင်ဝမ်တို့ဟာဟန်တာရဲ့မဟာဗျူဟာတွေဟာတရုတ်ရဲ့ကျူးကျော်မှုကိုတားဆီးဖို့လုံလောက်ပါမလားဆိုတဲ့မေးခွန်းတွေကတော့ရှိနေဆဲပါ။တကယ်လို့တရုတ်ကသာခလုတ်နှိပ်လိုက်ပြီးပိတ်ဆို့မှုသို့မဟုတ်ကျူးကျော်မှုကိုစတင်လိုက်မယ်ဆိုရင်ဒီပဋိပက္ခကမ္ဘာစစ်ထိမကြီးထွားအောင်အမေရိကန်ကဘယ်လိုတားဆီးမလဲထိုင်ဝမ်နဲ့အနောက်စုအတွက်အသာစီးရတဲ့အခြေအနေမျိုးနဲ့ဘယ်လိုအဆုံးသတ်မလဲဆိုတဲ့မေးခွန်းတွေကလည်းရှိနေပြန်ပါတယ်။ဒါကြောင့်တရုတ်ရဲ့ထိုင်ဝမ်ကျူးကျော်ရဲ့အစီအစဉ်တွေကိုဖြိုဖျက်ဖို့အမေရိကန်ရဲ့မဟာဗျူဟာတွေနဲ့ထိုင်ဝမ်ရဲ့လက်ကြားကအခြေအနေတွေဘယ်လိုဖြစ်လာနိုင်မလဲဆိုတာကိုလေ့လာကြည့်ကြအောင်ပါ။တစ်ဖက်ကကြည့်ရင်ထိုင်ဝမ်ဟာအခုထိလွတ်လပ်တဲ့နိုင်ငံတစ်ခုအဖြစ်ရပ်တည်နေနိုင်တာဟာအမေရိကန်ရဲ့ဟန်တာရဲ့မဟာဗျူဟာအောင်မြင်နေတယ်လို့ပြောလို့ရပါတယ်။ဒီကျွန်းဟာနိုင်ငံတကာဥပဒေအရသူတို့ပိုင်တာဖြစ်ပြီးလိုအပ်ရင်အင်အားသုံးပြီးတော့ပြန်လည်ပေါက်စီးမယ်လို့တရုတ်ကပြက်ပြက်သားသားပြောထားတာပါ။ဒါမဲ့ပြီးခဲ့တဲ့10စုနှစ်တွေအတွင်းမှာစစ်တပ်ကိုအကြီးအကျယ်အဆင့်မြင့်တင်ခဲ့ပြီးကမ္ဘာတာရီယာအင်အားအကောင်းဆုံးစစ်တပ်ဖြစ်လာခဲ့ပေမဲ့ထိုင်ဝမ်အရေးနဲ့ပတ်သက်ရင်အလုံးစုံစစ်ပွဲဖြစ်ဖို့ကတော့တရုတ်ဘက်ကတိတ်ပြီးအလိုရှိဖို့မပေါ်သေးပါဘူး။တေချာတာကတော့တရုတ်ဘက်ကစေးရချင်းချောက်မှုတွေအများကြီးရှိခဲ့ပါတယ်။2024ခုနှစ်မှာတရုတ်လေယာဉ်တွေထိုင်ဝမ်လေပိုင်နက်ထဲကျူးကျော်ဝင်ရောက်တာကို9115ကျင်းအထိထိုင်ဝမ်ကထောက်လှမ်းသိရှိခဲ့ပါတယ်။ဒါဟာတရက်ကို14ကျင်းနီးပါးကျူးကျော်နေတာပါ။နိုင်ချင်းကြည့်ရင်1954ခုနှစ် Davis Median Line လို့ခေါ်တဲ့နိုင်ငံကြားရေပြင်နယ်နိမိတ်သတ်မှတ်ချိန်ကနေ2020ဩဂုတ်လအထိအဲ့ဒီစီးကိုကျော်ပြီးထိုင်ဝမ်လေပိုင်နက်ထဲကျူးကျော်တာ4ကျင်းပဲရှိခဲ့ဖူးတာပါ။တရုတ်ဟာထိုင်ဝမ်ပတ်လည်မှာအကြီးစားစစ်ရင်လက်ကျင့်မှုတွေကိုလည်းတီးတသားတိုးမြင့်လှုပ်ဆော်လာခဲ့ပါတယ်။ဒါဟာထိုင်ဝမ်ကိုစိတ်ရရဖိအားပေးဖို့နဲ့ဒေသတွင်းမဟာမိတ်တွေရဲ့တုံ့ပြန်မှုကိုစမ်းသပ်ဖို့ရည်ရွယ်တဲ့ Great Zone စစ်စင်ရဲ့တစိမ့်တစ်ပိုက်ပဲဖြစ်ပါတယ်။2023ခုနှစ်ဧပြီလမှာထိုင်ဝမ်သမ္မတဆိုင်းဝမ်နဲ့အဲဒီတုန်းကအမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌကယ်ဗင်မက်ကာသီတို့တွေ့ဆုံပြီးတဲ့နောက်မှာတရုတ်ဟာ United Sharp Sword ဆိုတဲ့စစ်လက်ကျင့်မှုကိုပြုလုပ်ခဲ့ပါတယ်။ဒီလက်ကျင့်မှုမှာထိုင်ဝမ်ကိုဝမ်းရံထားပုံမျိုးပူပေါင်းစေးလက်ကျင့်ခဲ့တာကြောင့်ထိုင်ဝမ်ဘက်ကလည်းစစ်တပ်တွေဖျက်ကျက်ခဲ့ရပြီးရေတပ်ချင်းထိတ်တက်ရင်ဆိုင်ရလူနီးပါအခြေအနေတွေဖြစ်ခဲ့ပါတယ်။2014ခုနှစ်မေလထိုင်ဝမ်သမ္မတလိုက်ချင်းတဲ့ရာထုတ်တက်ပြီးမကြခင်မှာပဲတရုတ်ပြည်သူ့လက်မြောက်ရေးတပ်မတော် PLA ဟာ Joint Sword 2024A လို့အမည်ပေးထားတဲ့အကြီးစားစေးလက်ကျင့်မှုတစ်ခုကိုထပ်ပြီးလှုပ်ဆောင်ခဲ့ပါတယ်။ဒီတစ်ခါမှာတော့တိကျတဲ့ပူပေါင်းဆောင်ရွက်မှုတွေဒုံးကျည်ဆက်သမ်းမှုတွေနဲ့ drone စစ်စင်တွေကိုအဓိကထားလှုပ်ဆောင်ခဲ့တာပါ။အဲ့ဒီနေ့ဒီဇင်ဘာမှာလဲကြိုတင်အကြောက်ကြတာတွေမလုပ်ပဲ10စုနှစ်3ခုအတွင်းအကြီးမားဆုံးလို့ဆိုရမယ့်စေးလက်ကျင့်မှုတစ်ခုထပ်ပြီးလုပ်ခဲ့ပါသေးတယ်။ PLA ရဲတဲ့ဟာစစ်သိမ်းဖော်အစီး60ခန်းနဲ့တရုတ်ကမ်းခြေစောင့်တက်ကသိမ်းဖော်အစီး30ခန်းဟာတောင်တရုတ်ပင်လယ်ကနေဂျပန်ရဲ့ရူကျူကျွန်းတွေအထိကျေပြန့်တဲ့ area ထဲမှာပိတ်ဆို့မှုတွေနိုင်ငံခြားသိမ်းဖော်တွေကိုတိုက်ခိုက်ပုံတွေနဲ့ရေကြောင်းအတားအဆီးတွေချထားပုံကိုလေ့ကျင့်ခဲ့ကြပါတယ်။ဒါမဲ့ဆိုရင်ရဆုံးလေ့ကျင့်မှုတစ်ခုက2025ဧပြီလမှာလုပ်ခဲ့တဲ့ Straight Thunder 2025A ပါပဲ။ဒီလက်ကျင့်မှုမှာလေယာဉ်135စီးပါဝင်ခဲ့ပြီးထိုင်ဝမ်ရဲ့အရှေ့တောင်ဘက်ရေမိုင်120အတွင်းမှာရေထက်နဲ့နှစ်ဖက်ပိတ်ဆို့တဲ့ပုံစံမျိုးလုပ်ခဲ့ပါတယ်။တချိန်တည်းမှာပဲတရုတ်ကမ်းခြေဆောင်တင်ဖို့အတော်များများဟာထိုင်ဝမ်ရဲ့24ရေမိုင်ထိဆက်ဇုံထဲကိုပထမဆုံးအကြိမ်ဝင်ရောက်လာခဲ့ပါတယ်။ဒါဟာအတော်လေးကိုရန်လိုတဲ့လုပ်ရပါ။ဒါမဲ့စေးလက်ကျင့်မှုတွေကိုကြည့်ရင်တရုတ်ရဲ့အဓိကရည်ရွယ်ချက်ကကျွန်းကိုဓာတ်ရိုက်ကျူးကျော်ဖို့ထက်ပိတ်ဆို့ထားဖို့ကိုပိုပြီးအာရုံစိုက်နေပုံရပါတယ်။တရုတ်စစ်တပ်ဟာ2020ခုနှစ်လောက်မှာထိုင်ဝမ်ကိုအမှန်တကယ်ကျူးကျော်ဖို့အဆင်သင့်ဖြစ်အောင်ပြင်ဆင်နေတယ်လို့အမေရိကန်ကျွန်းကျင်သူတွေကယူဆကြပါတယ်။ဒါမဲ့မဟာဗျူဟာလက်လာရဲ့အဖွဲ့တွေရဲ့အမြင်ရတော့တရုတ်ဟာတကယ်တမ်းမကျူးကျော်ခင်မှာကျွန်းကိုအရင်ဆုံးပိတ်ဆို့ဖို့စ조사နိုင်ချေပိုများပါတယ်။ Joint Blockade လို့အဓိပ္ပာယ်ရတဲ့ Liaoning Falcon လို့ခေါ်တဲ့ဒီမဟာဗျူဟာဟာတရုတ်ရဲ့ရေတပ်ကမ်းခြေဆောင်တပ်နဲ့ရေကြောပြည်သူစစ်တွေကိုအသုံးပြုပြီးထိုင်ဝမ်ရဲ့စိတ်ကမ်းတွေကိုပိတ်ဆို့ကမရှင်းဖြစ်လွယ်တဲ့သွင်းကုန်တွေကိုဖျက်တောက်ဖို့ပဲဖြစ်ပါတယ်။ရွေချက်ကတော့စစ်ပွဲအကြီးအကျယ်မတိုက်ရပဲကျွန်းကိုအထီးကျန်ဖြစ်အောင်လုပ်ပြီးလက်နက်ချခိုက်ဖို့ပါပဲ။တကယ်တော့ထိုင်ဝမ်ဟာအရေးကြီးဆုံးရေတပ်နဲ့ရင်ဆိုင်ရမှာဖြစ်သလိုသူ့ရဲ့စီးပွားရေးကလည်းသွင်းကုန်ပို့ကုန်အပေါ်အလွန်မေးမိခေါ်နေရတာကြောင့်ဒီလိုပိတ်ဆို့မှုမျိုးကိုအတော်လေးခံနိုင်ရနေပါတယ်2022ခုနှစ်မှာထိုင်ဝမ်ရဲ့သွင်းကုန်နဲ့ပို့ကုန်ဟာ GDP ရဲ့61%နဲ့69%အသီးသီးရှိခဲ့ပါတယ်။နိုင်ချင်းကြည့်ရင်တရုတ်ရဲ့သွင်းကုန်နဲ့ပို့ကုန်က15%နဲ့20%ပဲရှိတာပါ။
ထိုင်ဝမ်ဟာနိုင်ငံခြားစွန့်အင်အရင်းမြစ်တွေအပေါ်အထူးမိခိုနေရပြီးစွန့်အင်69%နဲ့စားနပ်ရိက္ခာ80%လောက်ကိုတင်သွင်းနေရတာပါဒါကြောင့်ထိုင်ဝမ်မှာစားနပ်ရိက္ခာတန်ချိန်တသန်းလောက်တိုးလောက်ထားနိုင်ပြီးပြည်တွင်းမှာတတိဝလန်ဟင်းသီးဟင်းရွက်နဲ့ဆန်စိုက်ပျိုးနိုင်ပေမဲ့သွင်းကုန်မရှိရင်6လကနေ10လလောက်ပဲတောင်းခံနိုင်မှာပါအလားတူပဲထိုင်ဝမ်ရဲ့လက်ရှိစွန့်အင်တိုးလောက်မှုဟာလည်းအကန့်အသတ်နဲ့ပဲရှိပါတယ်ဂျင်နယ်က9လစာကြောက်မိသွဲကရပ်ပေါက်40စာနဲ့တဘာဝတန်ငွေက10ရက်စာပဲရှိပါတယ်တရုတ်ဟာထိုင်ဝမ်ပေါ်အနည်းဆုံး6လကြာစစ်စင်တွေလုံနိုင်တယ်လို့ပိတ်ဆို့မှုတွေကိုတော့အဲ့ထက်အများကြီးပိုကြအောင်လုံနိုင်တယ်လို့ကျွညင်သူအများအပြားကယူဆကြပါတယ်ပိတ်ဆို့ပုံကကြာလေကျုံးပေါ်ကစီးပွားရေးအခြေအနေကပိုဆိုးလေဖြစ်လာမှာပါအနှင်းနဲ့အမြန်စီးပွားရေးပြိုလဲပြီးလူမျိုးရေးနဲ့နိုင်ငံရေးရှုပ်ထွေးမှုတွေပါဖြစ်လာနိုင်ပါတယ်ကြားလိုက်ကတော့တရုတ်ဘက်ကမြေပြင်ပေါ်ခြေတစ်ဖက်တောင်ချစရာမလိုပဲထိုင်ဝမ်ကလက်နက်ချတော့တာမျိုးဖြစ်နိုင်ပါတယ်တရုတ်ရဲ့အမြင်ကတော့ဒါဟာကျူးကျော်တာတဲ့ဆိုင်အစားပိုင်းမှာလောက်ရတာပိုပြီးအကျိုးရှိမဲ့ရွေးချယ်မှုဖြစ်နေပါတယ်ဒီကျွန်းဟာတရုတ်နဲ့အနည်းဆုံးဖူကျန်းကန့်ချေကနေမိုင်90လောက်ပဲဝဲတာဖြစ်ပြီးတရုတ်စစ်တပ်ကလည်းထိုင်ဝမ်ထက်အစားပေါင်းများစွာတာပေမဲ့ထိုင်ဝမ်ကိုကျူးကျော်ဖို့ဆိုတာလုံးဝမလွယ်ကူသလိုတရုတ်အတွက်လည်းရှုံးနှင်းတော့နိုင်တဲ့အန်ဒီရဲ့အကြီးအကျယ်ရှိပါတယ်အမေရိကန်နဲ့မဟာမိတ်တွေဝင်မပါဘူးဆိုရင်တော့ကျူးကျော်တက်တွေဖျက်ကျော်လာရမယ်ထိုင်ဝမ်ရေလက်ကျဟာမုတ်တုံရာသီနှစ်ခုနဲ့ပြင်းထန်တဲ့ရာသီဥတုကိုခံရတာကြောင့်ပင်လယ်ရေကြောက်ကကျူးကျော်ဖို့ဆိုတာတစ်နှစ်မှလအနည်းငယ်ပဲအဆင်ပြေတာပါကျောက်ဆော်တွေများတဲ့ကမ်းခြေကျန်းတဲ့တောင်တန်းတွေရင်းနဲ့စိတ်ကနေပါတာနဲ့တရုတ်ဘက်မျက်နှာမူထားတဲ့ထိုင်ဝမ်အနောက်ဘက်ကမ်းခြေရဲ့ရေတိမ်တွေကြောင့်လေတရုတ်အနေနဲ့စစ်တပ်အင်အားအလုံးကြီးနဲ့တက်ဖို့နေရာအကန့်အသတ်ပဲရှိပါတယ်ယူကရိန်းကခင်မင်လေကြောက်ကကိုရဲ့လက်နက်တွေနဲ့ပင်လယ်ပြင်သုံး drone တွေကိုရုရှားရဲ့ပင်လယ်နဲ့ရေတပ်အပေါ်ဘယ်လောက်ထိထိရောက်သုံးခဲ့လဲဆိုတာကိုတွေ့ထားတဲ့တရုတ်ဟာသူတို့ရဲ့ရေတပ်ကလည်းထိုင်ဝမ်ရဲ့အဲ့ဒီလိုနီးဗျူဟာမျိုးနဲ့တွေ့ရင်ဘာဖြစ်သွားမလဲဆိုတာကိုအတော်လေးစိုးရိမ်နေမှာပါတကယ်လို့စစ်တပ်အင်အားအလုံးလောက်နဲ့ကတ်တက်နိုင်ပြီးမြေပြင်စစ်ပွဲဆင်နွှဲနိုင်ခဲ့ရင်တော့ဒီစစ်ပွဲအတွက်အသေးချာပြင်ဆင်ထားတဲ့နိုင်ငံတစ်ခုနဲ့ရင်ဆိုင်ရမှာပါအချိုးမြင်တဲ့စစ်စင်ရဲ့ symmetric warfare ကနေပြည်သူ့ကာကွယ်ရေးနဲ့နိုင်ငံတကာစေးပူပေါင်းဆောင်ရွက်မှုတွေအထိထိုင်ဝမ်ဟာသူ့ကိုယ်သူကာကွယ်ဖို့အစဉ်သင့်ပြင်ဆင်ထားပါတယ်အဲ့ထက်မှာဖြူခေါကာကွယ်ရေး occupied defense လို့ခေါ်တဲ့တဲငယ်ပြီးတောလာရလွယ်ကူကကုန်ကျစိတ်သက်သာတဲ့လက်နက်တွေအများအများအုံပြီးတရုတ်ရဲ့ကျူးကျော်မှုကိုအကျိုးအမြတ်မရှိအောင်လုပ်မဲ့နီးဗျူဟာကလည်းအရေးကြီးတဲ့အခက်အခဲမှာရှိနေပါတယ်ဒီဖြူကောင်းနီးဗျူဟာမှာရွှေပြောင်းနိုင်တဲ့ကမ်းခြေဆောင်ဒုံးကြီးတွေပခုံးထက်လေကြောက်ရဲ့ကာကွယ်ရေးစနစ် Mampets ပြီးတော့ HIMARS ဒုံးကြီးစနစ်တွေရေဒါမှာမပေါ်တဲ့အမြန်တိုက်ခိုက်ရေးတွေနဲ့ငါးဖက်စစ်ကက်တွေမှာဖြန့်ချနိုင်တဲ့ဒုံးကြီးတက်အသေးစားတိုက်ခိုက်ရေးလေတွေကိုသုံးပါတယ်ဒါပြင်ထိုင်ဝမ်ဟာအခုနောက်ပိုင်းမှာ Albatros 2လို့စစ်သုံး drone တွေရေအောက်မှတ်တွေနဲ့လေယာဉ် drone နဲ့ဒုံးကြီးတွေကိုကာကွယ်ဖို့ဒေါ်လာ650တန် Raytheon NASAMS လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကိုလည်းဝယ်ယူထားပါတယ်ပြီးခဲ့တဲ့လအနေငယ်အတွင်းမှာထိုင်ဝမ်ရဲ့ပြည်သူ့ကာကွယ်ရေးစနစ်တွေဟာလည်းတီးသာအားကောက်လာပြီးအိမ်ထောင်စု9.8 တန်းကျော်ကိုလမ်းညွန်လက်ဆွဲစာအုပ်တွေဖြန့်ဝေပေးခဲ့ပါတယ်အဲ့စာအုပ်ထဲမှာစေးလှုပ်ရှားမှုတွေကိုဘယ်လိုခွဲခြားမလဲသတင်းမှားတွေကိုဘယ်လိုခြောက်မလဲနဲ့တရုတ်လို့ apps တွေပစ္စည်းတွေကနေတဆင့် cyber တိုက်ခိုက်ခံရတာကိုဘယ်လိုကာကွယ်မလဲဆိုတဲ့အချက်တွေပေါင်းပါတယ်ဒါတင်မကသေးပဲ2025ခုနှစ်ဇူလိုင်လမှာထိုင်ဝမ်ဟာဆယ်စုနှစ်အတွင်းအကြီးမားဆုံးစေးလက်ကျင့်မှုတစ်ခုကိုမြို့ကြီးတွေထဲမှာတင်လုပ်ခဲ့ပါတယ်မြို့ရင်းလမ်းမတွေပေါ်မှာတင်ကားတွေမောင်းနှင်ခဲ့သလိုအရန်တပ်ဖွဲ့ဝင်2000ကျော်ကလည်းမြေအောက်ယထာလမ်းတွေကနေတဆင့်လက်နက်တွေတည်ယူတာနဲ့အရေးကြီးတဲ့အခြေခံအဆောက်အအုံတွေတိုက်ခိုက်ခံရရင်ဘယ်လိုလုပ်မလဲဆိုတာတွေကိုလေ့ကျင့်ခဲ့ကြပါတယ်လေကြောင်းရသတိပေးချက်တွေကြောင့်လမ်းတွေပေါ်မှာလူသူကိမ့်မဲ့သွားပြီးမြေအောက်ကားပါကင်တွေနဲ့ယထာဝူတာတွေဟာဘုံခိုကျင်းတွေဖြစ်သွားခဲ့သလိုစာသင်ကျောင်းတွေနဲ့ရက်ကွက်ရုံးတွေကလည်းအရေးပေါ်စေကူတာရဲ့စင်တာတွေအဖြစ်ပြောင်းလဲခဲ့ပါတယ်ထိုင်ဝမ်မျိုးသားလုံခြုံရေးကောင်စီရဲ့ဒုတိယအတွင်းရေးမှူးချုပ်ဟောင်းလီဖေ့ဖန်ရဲ့ပြောကြားချက်အရထိုင်ဝမ်လူထုဟာသူတို့ရက်ကွက်တွေထဲမှာဒီလိုအကြီးစားလက်ကျင့်မှုမျိုးပထမဆုံးအကြိမ်တွေ့ရတာဖြစ်ပေမဲ့ထိတ်လန့်မသွားပဲဒီလိုလက်တွေ့ကျတဲ့ပြင်ဆင်မှုတွေကိုပြက်ပြက်သားသားထောက်ခံခဲ့ကြတယ်လို့သိရပါတယ်အခုဆိုရင်ထိုင်ဝမ်ကိုခင်မင်ဖြူခေါလက်နက်တွေတက်ဆင်ပေးတာနဲ့ပိတ်ဆို့မှုသို့မဟုတ်ကျူးကျော်မှုတွေကိုရင်ဆိုင်နိုင်အောင်ပြည်သူလူထုရဲ့ကြက်ခိုင်မှုကိုမြင့်တင်ပေးတာဟာထိုင်ဝမ်ရဲ့နဲ့ပတ်သက်တဲ့အမေရိကန်ရဲ့အဓိကမဟာဗျူဟာတွေဖြစ်လာပါတယ်အဓိကရွေးချက်ကတော့အစောပိုင်းကပြောခဲ့သလိုပဲတရုတ်အတွက်တန်ဖိုးကြီးလုံးတဲ့အခြေအနေမျိုးဖန်တီးပေးပြီးမကျူးကျော်အောင်ဟန်တာဖို့ပဲဖြစ်ပါတယ်ဒီဟန်တာရဲ့မဟာဗျူဟာမှာအဓိကမန်တိုင်းနှစ်ခုရှိပါတယ်အဲ့ဒါတွေကတော့ညှင်းဆန်ခြင်းနဲ့အပြစ်ပေးခြင်းတို့ပဲဖြစ်ပါတယ်ပထမတစ်ခုကတော့ထိုင်ဝမ်ရဲ့ကာကွယ်ရေးစွမ်းရည်ကိုမြင့်တင်ပေးတာနဲ့အမေရိကန်ရဲ့အင်အားကိုထောက်ပြတာပါဒီကိစ္စမှာတော့1990ပြည့်လွန်နှစ်တွေအစောပိုင်းဆိုဗီယက်ယူနီယံပြိုကွဲပြီးကတည်းကအမေရိကန်ရဲ့စွန့်ဆောင်ရည်ကိုဘယ်သူမှမချိန်နိုင်သေးပါဘူးနျူကလ িয়ার လက်နက်တွေကိုထင်မတွက်ရင်တော့အမေရိကန်ဟာရှစ်တဲ့စစ်အခြေစိုက်စခန်းယာနဲ့ချီလေနေသင်းဖော့တွေရေဒါမှာမပေါ်တဲ့နျူကလ িয়ার စွန့်ရင်သုံးရင်ငုတ်သင်းဖော့တွေနဲ့ကမ္ဘာအဆင့်အမြင့်ဆုံးလေတပ်ကိုတုံးပြီးကမ္ဘာအနှံ့စစ်စင်တွေလုံနိုင်ပါတယ်ဒီအင်အားရဲ့ဟန်တာနိုင်စွန့်ကို1996ခုနှစ်ထိုင်ဝမ်ရေလက်ကျအကျဲတီးတုန်းကတွေ့ခဲ့ရပါတယ်အဲ့တုန်းကတရုတ်ဟာထိုင်ဝမ်ပတ်လည်မှာစီးလက်ချင်းမှုတွေနဲ့ဒုံးကျည်စမ်းသပ်မှုတွေလုပ်လာတဲ့အခါဝါရှင်တန်ကလေနေသင်းဖော့နှစ်စီးစစ်လို့ပြီးတရုတ်ရဲ့တိုက်ခိုက်မှုကိုလက်တွေ့တုံ့ပြန်မယ်လို့ချင်းချောက်ခဲ့ပါတယ်အဲ့ဒီလောက်ရဲ့ကြောက်ပဲနောက်ဆုံးမှာတရုတ်နောက်ဆုတ်သွားခဲ့တာပါဒါမဲ့အခြေအနေတွေကပြောင်းလဲလာပါတယ်
ပြီးခဲ့တဲ့နေ့အနည်းငယ်တွေမှာအစင်းမြင့်ဒုံးကြီးတွေနဲ့ drone တွေဟာလေနေသင်းဖောတွေနဲ့စစ်အခြေစိုက်စခန်းတွေလိုတန်ဖိုးကြီးပြီးအစားထိုးဖို့ခက်ခဲတဲ့ပစ္စည်းတွေအတွက်ကြီးမားတဲ့ချင်းချောင်းမှုဖြစ်လာတာကိုအမေရိကန်ကသတိပြုမိလာပါတယ်။ဒါကြောင့်လဲ American Enterprise Institute က Zach Copper ပြောသလိုဆုံးရှုံးခံရတဲ့စနစ်တွေ more attributable system လို့ခေါ်တဲ့ထုတ်လုပ်ရတာဈေးသက်သာပြီးပျက်စီးသွားရင်လည်းအစားထိုးရလွယ်တဲ့လက်နက်တွေကိုဒေသတွင်းမှာစတင်အသုံးပြုလာပါတယ်။ဒါဟာထိုင်ဝမ်မှာလည်းလက်ရှိကျင့်သုံးနေတဲ့ policy ပါပဲ။တရုတ်ရဲ့မြေပြင်ကျူးကျော်မှုကိုအစောပိုင်းအဆင့်မှာဟန်တာဖို့ထိုင်ဝမ်ရဲ့ဒီလက်နက်တွေကလုံလောက်ကောင်းလုံလောက်နိုင်ပါတယ်။အထူးသဖြင့် American ရဲ့လေယာဉ်တွေနဲ့သင်္ဘောတွေကပါကူတိုက်ပေးမယ်ဆိုရင်ပေါ့ဒါမဲ့တရုတ်ရတဲ့နဲ့လေတပ်ရဲ့အင်အားအလုံးရင်းကိုကြည့်ရင်ထိုင်ဝမ်မှာတရုတ်ရဲ့ပိတ်ဆို့မှုကိုတားဆီးဖို့သို့မဟုတ်ချိုးဖျက်ဖို့စိုးရိမ်မရှိတာအမှန်ပါပဲပေချင်းတွေတော့ပိတ်ဆို့မှုလုပ်တာဟာလက်နက်ကင်ပဋိပက္ခစတာထက်ဆိုင်ကုန်ကျစရိတ်အများကြီးသက်သာစေမှာဖြစ်တယ်လို့ထိုင်ဝမ်နဲ့ဝါရှင်တန်ရဲ့တုံ့ပြန်မှုပေါ်မှာမူတည်ပြီးအခြေအနေကိုလိုသလိုထိန်းညှိနိုင်မှာပါဒီမဟာဗျူဟာကြောင့်တရုတ်ဟာညှိနှိုင်းမှုမှာပိုပြီးအသာစီးရနိုင်တယ်လို့အခြေအနေပိုဆိုးသွားရင်လည်းအမေရိကန်သို့မဟုတ်ထိုင်ဝမ်ကြောင့်ဆိုပြီးအပြစ်ပုံချလို့ရတော့ပါတယ်အခုတရုတ်ကပိတ်ဆို့မှုလုပ်နေတဲ့နည်းလမ်းတွေအများကြီးရှိပါတယ်ဒါတွေအားလုံးဟာနိုင်ငံတကာဥပဒေအရတရားမဝင်ပေမဲ့တချို့နည်းလမ်းတွေကပိုပြီးရန်လိုသလိုပိုပြင်းထန်တဲ့တုံ့ပြန်မှုတွေလည်းဖြစ်လာစေနိုင်ပါတယ်လက်နဲ့မသုံးပဲပိတ်ဆို့တာကတော့အဖြစ်နိုင်ဆုံးအစားပြုမှုပါပဲဒါဟာတရုတ်ရဲ့အင်အားကြီးတဲ့ကန့်ချေဆောင်တက်တဲ့ရေကြောပြည်သူစစ်တွေကိုတုံးပြီးထိုင်ဝမ်ကိုဝိုက်ထကကုန်သွယ်ရေးသင်းဖော်တွေကိုတားဆီးစစ်ဆေးပြီးတရုတ်စစ်ကန့်တွေကိုပဲမှောက်ခိုက်တာမျိုးပါဒီလိုရက်ကိုစစ်ပွဲလို့မခေါ်ဘဲယောဂပိုမကူးဆက်အောင်ကတ်သက်တာသို့မဟုတ်ရဲတပ်ဖွဲ့ရဲ့လှုပ်ဆောင်ချက်တစ်ခုအဖြစ်ဟန်ပြပြီးပေကျင်းကပြည်တွင်းရောပြည်ပမှာပါတရားဝင်တရားလုပ်ပါလိမ့်မယ်ဒီ Great Zone နီးဗျူဟာချက်ချင်းစစ်ဖြစ်နိုင်ခြေကို short ချပေးနိုင်တယ်လို့ကုန်သွယ်ရေးကိုနောက်ဆက်တာအမခံကျဲတွေတက်လာအောင်လုပ်တာနဲ့ကုန်သွယ်ရေးသင်းဖော်တွေကိုမလာရဲအောင်တားဆီးတာတွေကနေတဆင့်ထိုင်ဝမ်ကိုထိခိုက်စေမှာပါဒါအပြင်တရုတ်ဟာအလုံးစုံပိတ်ဆို့မှုမဟုတ်ပဲရေကြောက်ကတ်သက်နေမြေတက်မှတ်တာလေကြောင်းနဲ့ရေကြောလမ်းတွေကိုပိတ်ဆို့လက်ကျင့်တာနဲ့ငါးဖက်သင်းဖော်တွေကိုတုံပြီးရေအောက်ဆက်သွယ်ရေးကေဘယ်တွေကိုဖျက်ဆီးတာမျိုးတွေလည်းလုပ်နိုင်ပါတယ်ထိုင်ဝမ်ရဲ့ရက်စစ်ကွန်ရက်ဘန်နာရေးစနစ်နဲ့ထောက်ပံ့ပို့ဆောင်ရေးကွန်ရက်တွေကိုစိုက်ဘာတိုက်ခိုက်မှုတွေလုပ်တာကလည်းစီးပွားရေးနဲ့အစိုးရရန်တရားကိုပိုပြီးရိုင်နေတော့စေမှာပါတကယ်လို့ဒီလိုအကန့်အသတ်နဲ့ပိတ်ဆို့တာတွေကမအောင်မြင်ဘူးဆိုရင်တော့တရုတ်ကအပြင်းထန်ဆုံးလက်နက်သုံးပိတ်ဆို့မှုအထိတိုးမြင့်လှုပ်ဆောင်လာနိုင်ပါတယ်ဒါဟာသင်္ဘောတွေကိုတိုက်ခိုက်တာသို့မဟုတ်နင်းမြုပ်ပစ်တာအဓိကစက္ကန့်ဝါတွေမှာရေအောက်မိုက်တွေချတာသို့မဟုတ်ထိုင်ဝမ်ရဲ့ထောက်ပံ့ရေးလမ်းကြောင်းတွေကိုဖျက်ဆီးဖို့အခြေခံအဆောက်အုံတွေကိုဒုံးကျည်နဲ့တိုက်ခိုက်တာမျိုးတွေပါဝင်မှာပါဒီလိုပိတ်ဆို့မှုမျိုးဟာထိုင်ဝမ်အတွက်တင်မဟုတ်ပဲတရုတ်နဲ့တကမ္ဘာလုံးရဲ့စီးပွားရေးအတွက်ပါအကြီးအကျယ်ထိခိုက်စေမှာပါထိုင်ဝမ်ဟာစီးပွားရေးနဲ့မဟာဗျူဟာအရအလွန်အရေးကြီးတဲ့စီမင်းကွန်ဒတာထောက်ပံ့ရေးကွင်းဆက်ရဲ့အဓိကအချက်ချာနေရာဖြစ်ပါတယ်ထိုင်ဝမ်ဟာစီမင်းကွန်ဒတာထုတ်လုပ်မှုရဲ့20% logic chip ထုတ်လုပ်မှုရဲ့39%နဲ့ကမ္ဘာအစင်းမြင့်ဆုံး chips ထုတ်လုပ်မှုရဲ့92%အထိပိုင်ဆိုင်ထားတာပါInstitute for Economics and Peace ရဲ့ခန့်မှန်းချက်အရတရုတ်ကထိုင်ဝမ်ကိုတစ်စိတ်တစ်ပိုင်းပိတ်ဆို့လိုက်ရင်တော့ပထမတစ်နှစ်အတွင်းကမ္ဘာစီးပွားရေးထုတ်ကုန်တန်ဖိုးဒေါ်လာ1.8 ထရီလီယံလောက်ကျဆင်းသွားနိုင်ပြီးဒါဟာကမ္ဘာ GDP ရဲ့1.8% လောက်ချော့ကျသွားတာပါလက်နက်သုံးပိတ်ဆို့မှုဖြစ်လာရင်ဘာဖြစ်မလဲဆိုတာကိုတွက်ချက်ထားတဲ့ Bloomberg ရဲ့အဆိုအရကမ္ဘာ GDP 9%, American GDP 3.3%, ထိုင်ဝမ်12.2%နဲ့တရုတ်8.9%အထိကျဆင်းသွားနိုင်တယ်လို့ဆိုပါတယ်ဒါတကယ်ကိုဆိုးရတဲ့ကိန်းဂဏန်းတွေပါအလားတူပဲထိုင်ဝမ်ကိုကမ္ဘာနဲ့ဆက်သွယ်ပေးထားတဲ့ရေအောက်ကယ်ဘယ်14ခုထဲကတစ်ခုခုဒါမှမဟုတ်အားလုံးကိုဖျက်တောက်လိုက်ရင်ဒေသအတွင်းကတခြားနိုင်ငံတွေမှာပါဆက်သွယ်ရေးအကြီးအကျယ်ပြတ်တောက်သွားမှာပါပိတ်ဆို့မှုကနည်းနည်းချီပြီးကြာသွားနိုင်တာကြောင့်ဒီ light တွေကိုပိတ်ဆို့မှုမပြီးမချင်းပြန်ပြင်ဖို့လည်းမလွယ်ပါဘူးဒါပေမဲ့ဒီလိုပိတ်ဆို့မှုမျိုးလုပ်တာစစ်ကြင်ညာလိုက်တာနဲ့အတူတူပါပဲအဲ့ဒီမှာပဲအမေရိကန်ရဲ့ဒုတိယမဟာဗျူဟာဖြစ်တဲ့အပြစ်ပေးခြင်းကပဋိပက္ခမှာအဆုံးဖြတ်ပေးမဲ့အခက်အခဲကပါဝင်လာနိုင်ပါတယ်အဲ့ဒါကတော့အမေရိကန်ကဓာတ်ရိုက်စီးရဲအရပါဝင်လာမှာကိုချင်းချောက်တာပါဥပမာပြောရရင်တရုတ်ကပိတ်ဆို့မှုလုပ်လာရင်အမေရိကန်နဲ့သူ့ရဲ့မဟာမိတ်တွေဟာထိုင်ဝမ်ကိုသွားမဲ့ကုန်သွယ်ရေးသင်းဖော်တွေကိုသူတို့ရဲ့အင်အားကြီးရတဲ့နဲ့စောင့်ရှောက်လိုက်ပါပေးတာမျိုးတွေလုပ်လာနိုင်ပါတယ်တကယ်လို့တရုတ်ကအဲ့ဒီသင်းဖော်တွေကိုတိုက်ခိုက်လာမယ်ဆိုရင်အမေရိကန်နဲ့ထိပ်တိုက်စစ်ဖြစ်ဖို့အန်ဒီယေရှိတော့ပါပြီဒါအပြင်ဒီဒေသမှာပိတ်ဆို့မှုလုပ်နေတာတရုတ်နိုင်ငံတွေမဟုတ်ပါဘူးအမေရိကန်လည်းရှိနေပါတယ်အမေရိကန်နဲ့သူ့မဟာမိတ်တွေကတရုတ်ကိုပြန်ပြီးပိတ်ဆို့လိုက်မယ်ဆိုရင်တရုတ်အတွက်အကျိုးဆက်ကအရန်ဆိုးမှာပါFirst and Second Island Change လို့ခေါ်တဲ့အမေရိကန်ရဲ့စစ်အခြေစိုက်စခန်းတွေဟာလိုအပ်ရင်တရုတ်ကိုရေကြောင်းကနေအလုံးစုံပိတ်ဆို့ဖို့အတွက်လည်းအဓိကယူရထားတာပါတရုတ်ဟာပင်လယ်ရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းတွေပေါ်မှာအများကြီးမိခိုနေရတာပါအထူးသဖြင့်ကမ္ဘာရေကြောင်းကုန်သွယ်ရေးရဲ့60%ဖြတ်သက်သွားတဲ့တောင်တရုတ်ပင်လယ်နဲ့မလာကာရေလဲကြားတွေပိတ်သွားရင်တရုတ်ဟာအထိနာဆုံးဖြစ်မှာပါရေကြောင်းပိတ်ဆို့မှုကြောင့်စစ်ဖြစ်တဲ့ပထမတစ်နှစ်မှာတင်တရုတ်ရဲ့ GDP 9%လောက်အထိကျဆင်းသွားနိုင်တယ်လို့ခန့်မှန်းထားကြပါတယ်ဒီလိုပိတ်ဆို့ထားလိုက်ရင်တရုတ်ရဲ့ပို့ကုန်အခြေပြုစီးပွားရေးဟာပျော်လဲသွားပြီးဗန်နာရဲ့အကျယ်တီးငွေကြေးတွေပြပကိုစီးထွက်တာနဲ့လူမျိုးရေးမတင်ညီမှုတွေပါဖြစ်လာနိုင်ပါတယ်
တရုတ်ဟာ DNA တွေကိုချော့ချဖို့အတွက်ပြည်တွင်းမှာနျူကလ িয়ার ရေအားရှက်စစ်လေစွမ်းအင်နဲ့နေရောက်ချီစွမ်းအင်ထုတ်လုပ်တာတွေကိုအရှင်အဟုန်နဲ့လှုပ်ဆောင်နေသလိုယူရေးရှားတခွင်ကုန်းလဲကုန်သွယ်ရေးလမ်းကြောင်းတွေကိုလည်းတိုးချဲ့နေပါတယ်ဒါမဲ့တရုတ်ရောကမ္ဘာစီးပွားရေးအတွက်ပါအကျိုးဆက်ကအရန်ဆိုးဝါးလွန်းတာကြောင့်အမေရိကန်ဥဆောင်တဲ့ပိတ်ဆို့မှုဖြစ်လာနိုင်တဲ့ချင်းချောက်မှုဟာတရုတ်ကိုထိုင်ဝမ်အရေးမှာမစင်မချင်းမလုံမိအောင်တားဆီးပေးနေပါတယ်စီးပွားရေးပိတ်ဆို့မှုတွေကုန်သွယ်မှုတားမြစ်တာတွေနဲ့တရုတ်ရဲ့ပြည်ပကပိုင်ဆိုင်မှုတွေကိုသိမ်းဆည်းမဲ့ချင်းချောက်မှုတွေဟာလည်းတရုတ်ကိုဟန်တာရမှာအဓိကနေရာကပါဝင်နေပါတယ်အမေရိကန်ကစီးရဲအရေးယူပြီးတရုတ်ရဲ့အရေးကြီးတဲ့အခြေခံအဆောက်အုံတွေနဲ့လက်နက်ထုတ်လုပ်တဲ့နေရာတွေကိုတိုက်ခိုက်မယ်ဆိုတဲ့ချင်းချောက်မှုကတော့ပိုတော့ကြောက်ဖို့ကောက်ပါသေးတယ်ဒီလိုပြင်းထန်တဲ့ကြိုးဆက်တွေဖြစ်လာနိုင်တာကတရုတ်ကိုထိုင်ဝမ်ပေါ်ရန်လိုတဲ့လုပ်ရက်တွေမလုံးမင်းအောင်တားဆီးထားသလိုတကယ်လို့တရုတ်ကစစ်ကိုစခဲ့ရင်တော့စစ်ပွဲကိုအဆုံးသတ်စေမယ့်အဓိကအကြောင်းရင်းဖြစ်လာမှာပါဘယ်လိုပဲဖြစ်ဖြစ်ညချေတစ်ခုကိုရှာနိုင်မယ်ဆိုရင်တော့ trillion နဲ့ချီတန်ကျေးရှိတဲ့ပိုင်ဆိုင်မှုတွေသိမ်းဆည်းခံရမှာရဲ့စီးပွားရေးပိတ်ဆို့မှုတွေကတရုတ်ကိုစစ်ပွဲမြန်မြန်အဆုံးသတ်ဖို့တွန်းအားပေးနိုင်ပါလိမ့်မယ်ဒါမဲ့ဒီလိုညှင်းဆန်ခြင်းနဲ့အပြစ်ပေးခြင်းမဟာဗျူဟာရဲ့အန်ဒီယေကတော့ညချေကိုမှန်မှန်ကန်ကန်မရှာနိုင်ရင်ပြောင်းပြန်အကျိုးသက်ရောက်မှုတွေဖြစ်သွားနိုင်တာပါပဲတရုတ်ကရှုံးနေရင်တော့ဒါမှမဟုတ်နိုင်ဖို့အလားအလာမရှိရင်တော့စစ်ပွဲကိုပိုကြောင်ဆွဲထားဖို့တွန်းအားပေးလို့ဖြစ်သွားနိုင်ပြီးအမေရိကန်အပါအဝင်ကမ္ဘာစီးပွားရေးကိုပါထိခိုက်စေမှာပါRand Corporation ကသူတည်တည်တွေကတော့ဒီအခက်အခဲကို Goldilocks Challenge လို့ခေါ်ကြပါတယ်အပြစ်ပေးမယ်ဆိုတဲ့ချင်းချောက်မှုဟာပေကျင်းကိုစစ်ပွဲရပ်တန့်ဖို့ဆွဲဆောင်နိုင်လောက်အောင်ပြင်းထန်ရမယ်ဒါမဲ့တခြားနိုင်ငံတွေပါလာပြီးအဆိုးဆုံးအခြေအနေဖြစ်တဲ့နျူကလ িয়ার စစ်ပွဲအထိမရအောင်လဲထိန်းထားနိုင်ရပါမယ်တရုတ်နဲ့အမေရိကန်ဟာကမ္ဘာဒုတိယနဲ့တတိယအင်အားအကြီးဆုံးနျူကလ িয়ার နိုင်ငံတွေဖြစ်နေတဲ့အတွက်ပါတကယ်လို့တရုတ်ကသူတို့ဟာပိတ်ဆို့မှုကိုထိုင်ဝမ်ထက်ပိုကြာတောင်းခံနိုင်မယ်လို့ယူဆရင်လက်ရှိအနေအထားရတော့ဖြစ်နိုင်ခြေများပါတယ်ပြီးတော့အပြစ်ပေးမဲ့ချင်းချောက်မှုတွေကိုလည်းသိမကြဘူးဆိုရင်ထိုင်ဝမ်မှာစစ်ပွဲကိုအကဲသက်မရှိဆက်တိုက်ဖို့ရွေးချယ်နိုင်ပါတယ်။နင်းနဲ့ချီပြီးအပြဲစီးများတဲ့စစ်ပွဲထဲမှာနင်းမောနေရတာကနောက်ဆုတ်လိုက်လို့ဖြစ်လာမဲ့နိုင်ငံရေးနဲ့စီးပွားရေးအကျိုးဆက်တွေထက်ဆိုင်ပိုသက်သာတယ်လို့သူတို့ကယူဆနိုင်ပါတယ်။ထိုင်ဝမ်ရဲမှာရှုံးနေတော့ရင်တရုတ်သမ္မတရှီကျင်းပင်သို့မဟုတ်သူ့ရဲ့ဆက်ခံမဲ့သူရဲ့အာဏာကိုချင်းချောက်လာနေတယ်လို့တရုတ်ကွန်မြူနတီပါတီရဲ့တရားဝင်မှုကိုလည်းထိခိုက်စေမှာပါ။အလားတူအနေအထားမျိုးမှာရှိတဲ့ခေါင်းဆောင်အများစုလိုပဲချစ်ချစ်ပင်ဟာလေသူရှုံးတော့တာကိုဝယ်မခံချင်တာကြောင့်မအောင်မြင်တဲ့စစ်ပွဲကိုပဲဆက်တိုက်ဖို့သူ့စစ်တပ်ကိုအမိပေးနိုင်ပါတယ်ပြစ်ပေးမယ်ဆိုတဲ့ချင်းချောင်းမှုကမထီရောက်လေဒီလိုအခြေအနေမျိုးဖြစ်လာဖို့ပိုများလေပါသမ္မတဒေါ်နယ်ထရန့်ကတော့သူ့ရဲ့ပုံစံအတိုင်းနည်းနည်းပိုပြောတာမျိုးရှိပေမဲ့သူထောက်ပြခဲ့သလိုပဲအမေရိကန်မှာစစ်အခြေစိုက်စခန်းတွေနဲ့စစ်ရေးအသာစီးရောက်မှုတွေရှိနေပေမဲ့ထိုင်ဝမ်ဟာအမေရိကန်နဲ့မိုင်ပေါထောက်ချီဝဲပါတယ်တရုတ်ရဲ့အင်ကွင်းမှာတရုတ်တပ်တွေကိုထိန်းချုပ်ဖို့အတွက်လိုအပ်တဲ့စစ်အင်အားကိုစူးစီးဖို့ဆိုတာအမေရိကန်အတွက်မြန်မြန်ဆန်ဆန်နဲ့လွယ်လွယ်ကူကူဖြစ်လာမှာမဟုတ်ပါဘူးထိုင်ဝမ်ရဲ့လက်ကျမှာတရုတ်ကအလဲလဲအပြားပြားရှုံးနေရင်တောင်မှအမေရိကန်ပြည်သူတွေကထိုင်ဝမ်အတွက်စစ်တိုက်ပေးဖို့တိတ်ပြီးစိတ်မပါကြတာကြောင့်ပစိဖိတ်သမုဒ္ဒရာကိုဖျက်ပြီးစစ်ဝင်တိုက်ဖို့နိုင်ငံရဲ့အရာသဘောတူညီချက်ရဖို့ကမလွယ်လှပါဘူးဒါကြောင့်လဲညချေကိုမှန်မှန်ကန်ကန်ရှာနိုင်မယ်ဆိုရင်ဒီညှိဆန်ချင်းနဲ့အပြစ်ပေးချင်းမဟာဗျူဟာတရုတ်ကိုစစ်ကိုမစမင်းအောင်တားဆီးဖို့ရောစစ်ဖြစ်လာရင်လည်းအခြေအနေတွေမထိန်နိုင်မသိမ်းနိုင်မဖြစ်ခင်အဆုံးသတ်ဖို့အတွက်ပါလက်တွေ့အကြဆုံးချင်းကံမှုဖြစ်နေတာပါကောက်ဆုံးကတော့တရုတ်ကိုအနိုင်ရသူကရှုံးတဲ့သူနဲ့မချားဆိုတဲ့ Pirate Victory သာရတယ်လို့အကြောင်းပြပြီးမျက်နှာဘက်လာနဲ့နောက်ဆုတ်သွားခွင့်ပေးဖို့ပါပဲအဲ့ဒီလိုဆိုရင်အမေရိကန်ကဓာတ်ရိုက်ဝင်ပါစရာမလိုပဲကမ္ဘာစီးပွားရေးထိခိုက်မှုကိုလည်းတက်နိုင်သမျှ short ချနိုင်မှာပါဒီလိုအခြေအနေမျိုးမှာထိုင်ဝမ်ဟာသူ့ရဲ့လွတ်လပ်မှုကိုဆက်ထိန်းထားနိုင်မယ်တရုတ်ကလည်းအင်အားကြီးနေသွားမယ်နောက်မှာထိုင်ဝမ်အတွက်ထပ်ပြီးစစ်ဖြစ်နိုင်ချေလဲနေသွားမယ်ကမ္ဘာစီးပွားရေးထိခိုက်မှုကိုလည်းထိန်းထားနိုင်မှာဖြစ်တယ်လို့အမေရိကန်အတွက်လည်းစစ်တပ်ရတာထက်ဆိုင်ကုန်ကျစရိတ်အများကြီးတက်တာသွားမှာပါကျွမ်းကျင်သူတွေရဲ့ခန့်မှန်းချက်အရထိုင်ဝမ်ပဋိပက္ခကြောင့်ဖြစ်လာမဲ့ကမ္ဘာကုန်သွယ်ရေးပြတ်တောက်မှုနဲ့ဘဏ္ဍာရေးဗျံမတာဖြစ်မှုတွေဟာ2008ကမ္ဘာဘဏ္ဍာရေးအကျက်အတီးထက်တောင်ပိုပြီးကြီးမားနိုင်တယ်လို့ပိုပြီးတော့လည်းကြာရှည်နိုင်ပါတယ်အားလုံးကိုခြုံငုံကြည့်ရင်အမေရိကန်ကတရုတ်ကိုစီးရဲရအမဲရလောက်အောင်သင်ခန်းစာပေးတာကိုလူအများကမြင်ချင်ကြပေမဲ့လက်ရှိအမေရိကန်ရဲ့မဟာဗျူဟာကတော့အနည်းဆုံးနဲ့အကျိုးအမြတ်အများဆုံးရွေးချယ်မှုဖြစ်နေပုံရပါတယ်ထိုင်ဝမ်မှာပိုပြီးပြတ်သားတဲ့ခေါင်းဆောင်မှုရှိလာတာရဲ့တရုတ်ပြည်တွင်းမှာစီးပွားရေးဖိအားတွေများလာတာရဲ့ကြောင့်အခြေအနေတွေကတိတ်မာနေဆဲဖြစ်ပြီးဘာမဆိုဖြစ်သွားနိုင်ပါတယ်ဟုတ်ကဲ့ဒီဗီဒီယိုကတော့ဒီလောက်ပါအဆုံးထိကြည့်ရှုနားဆင်ပေးတဲ့အတွက်အများကြီးကျေးဇူးတင်ရှိပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်